Hello guys, Burmese channel ကနေကြိုဆိုလိုက်ပါတယ် Horror fan တွေအတွက်တော့ The Conjuring ဆိုတာမတိမဖြစ်နာမည်ကြီးကားတစ်ကားပါဒါပေမဲ့အပြင်လောကကတကယ်ဖြစ်ရမှန်တွေကိုအခြေခံထားရဆိုတဲ့အချက်နဲ့တင်ကြောချမ်းစရာကောင်းနေပါပြီဒီနေ့မှာတော့ Conjuring ရုပ်ရှင်တွေရဲ့နောက်ွယ်ကတင်မတည်သေးတဲ့စိတ်ဝင်စားစရာ fact တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီရုပ်ရှင်တွေကအဓိကဇာတ်ကောင်တွေဖြစ်တဲ့ Ed နဲ့ Lauren Warren တို့ကတကယ်အပြင်လောကကနာမည်ကျော်တဘာဝလုံးဖြစ်ရစုံစမ်းစစ်ဆေးသူတွေဖြစ်ပါတယ်သူတို့တန်တဲ့ရှောင်းမှာဒုစရနဲ့အမှုပေါင်း1000ကျော်ကိုစုံစမ်းခဲ့ကြတာပါရုပ်ရှင်တွေက Annabelle အယုတ်ကကြည့်လိုက်တာနဲ့တင်ကြောက်စရာကောင်းတဲ့ရုပ်မျိုးဖြစ်ပေမဲ့အပြင်လောကကအယုတ်အစ်စ်ကတော့ Raggedy Ann လို့ခေါ်တဲ့တာမန်ချီသားအယုတ်လေးပဲဖြစ်ပါတယ်ဒါပေမဲ့ဒီရုပ်ကပေးခဲ့တဲ့ဒုက္ခတွေကတော့ရုပ်ရှင်တွေကအတိုင်းပဲကြောက်စရာကောင်းလို့အခုထိမှန်တစ်တာထဲမှာတော့ခက်သိမ်းထားရပါတယ်ပထမကရိုက်ကူးနေစဉ်အနှုန်းကရိုက်ကွင်းပေါ်မှာသူဆက်တဲ့အဖြစ်အပျက်တွေခဏဖြစ်ခဲ့ပါတယ်တရုတ်ဆောင် Barrel Farming ရဲ့ကွန်ပျူတာစက်ခွန်မှာလက်သင်းနဲ့ချစ်ထားတယ်လို့အစင်းရ3ခုပေါ်လာတာဇလန်တွေကတကယ်မိသားစုဝင်တွေရိုက်ကွင်းကိုလာတဲ့အချိန်မှာလေပင်တွေတိုက်ခတ်ခဲ့ပေမဲ့ဘေးနားကတစ်ပင်တွေကတော့လှုပ်တောင်မလှုပ်ခဲ့တာမျိုးရှိခဲ့ပါတယ်ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်းမတော်တဆမှုတွေနဲ့စိတ်မသက်သာစရာတွေများလွန်းတာကြောင့် The Conjuring 2ရိုက်တဲ့အခါမှာတော့ Driver ကပထမဆုံးနေ့မှာလည်း Roman Catholic ဘုန်းတော်ကြီးတစ်ပါးကိုပင်ပြီးရိုက်ကွင်းတစ်ခုလုံးကိုကောင်းကြီးပေးခိုင်းခဲ့ရပါတယ် The Conjuring Universe ဟာကမ္ဘာတစ်ဝန်းမှာ box office ဝင်ငွေ$2 ဘီလီယံကျော်ရရှိထားပါတယ်ဒါဟာသမိုင်းတစ်လျှောက်မှာ horror ရုပ်ရှင်တွေထဲမှာဝင်ငွေအကောင်းဆုံးစံချိန်တင်ထားတာဖြစ်ပါတယ်ဒီအချက်တွေထဲမှာတင်ရောဘယ်အချက်ကိုအကြောက်ဆုံးလဲ Conjuring Universe ထဲမှာရောဘယ်ကားကိုအကြိုက်ဆုံးလဲဆိုတာ comment မှာပြောသွားပါဦးနောက်ထပ်လည်း movie character တွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောပြပေးတော့မှာမလို့ subscribe လုပ်ခဲ့ကြပါအောင်ဗျ